scroll လို့ဖုန်းအောင်ထိနေကြမလို့တော့အားလုံးမင်္ဂလာပါရှင်တန်ကုန်လန်ကတက်ဆက်ပေးနေတဲ့တန်ကုန်ဟက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ခက်လန်းလန်းဒီဇိုင်း look လေးနဲ့ကင်မရာကောင်းနေဆိုပြီးနာမည်ကြီးနေတဲ့ Huawei ရဲ့ Pure 18 ဖုန်းအကြောင်းကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ကင်မရာအသားပေးဖုန်းတစ်လုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့အခြား performance တွေအနေနဲ့ကတော့သုံးရတာအဆင်ပြေလားဆိုတာဝိုင်းနဲ့တူတူကြည့်လိုက်ရအောင်နော်ဝိုင်းနေနေဆိုရင်ဖုန်းတစ်လုံးကလက်ထဲကိုရောက်လာပြီဆိုတာနဲ့ဒီဖုန်းရဲ့ specification တွေထက်ကိုမှ design ရဲ့ base quality ဘန်းကိုပိုပြီးစိတ်ဝင်စားရဲပေါ့နော်။ main ဖြစ်တဲ့အတွက်ကြောင့်မို့လို့ design လှလှဖုန်းလေးတွေကိုသဘောကျရဲ။ဒီတစ်ခါ Huawei ရဲ့ Pure 18မှာဆိုလို့ရှိရင်အယောင်နေနဲ့က frosted ကို black white ဆိုပြီးတော့ထုတ်ထားရဲပေါ့နော်။ဒီအယောင်တွေအကုန်လုံးကလည်း luxury sandal ဆိုတဲ့ vibe မျိုးကိုရရဲ။လက်ရှိ wallet ထဲမှာရှိနေတဲ့အယောင်လေးကတော့ frosted ကိုဘေးပေါင်တွေကိုကြအလူမီနီယံ frame ကိုသုံးပေးထားပြီးတော့အနောက်ဘက်ကို glass ကိုသုံးပေးထားရပေါ့နော်ဒါပေမဲ့ဖုန်းကိုဘလို့ပုံစံမျိုးနဲ့ပဲကင်လက်ရတွေပေပွားပြီးထင်နေတာမျိုးလုံးဝမရှိဘူးပေါ့နော် IP68 69 dust and water resistant ရှိတဲ့အတွက်ကြောင့်မို့လို့ဖုန်းလေးကအရန်လဲလှသလိုမျိုးရေဆိုးခံအကျန်းခံနေပေါ့နော်ကင်မရာဘက်ဒီဇိုင်းမှာဆိုရင် play button ပုံစံကိုမှကင်မရာသုံးလုံးကလှမ်းကြည့်လိုက်တာနဲ့ Huawei ရဲ့ Pure series ဖုန်းတစ်လုံးကိုကင်ထားမယ်ဆိုတာကိုတန်းပြီးတော့သိတာစေတယ်ကင်မရာဘက်အရင်ကြီးရဆိုပေမဲ့လက်ထဲမှာအရင်ကြီးနေတာမျိုးလေးနေရမျိုးလည်းမရှိဘူး211 gram နဲ့ 8.1 mm လောက်ပဲရှိတယ်ပေါ့နော်ဒါထဲမှာကြစ်ကြစ်လေးလေးနဲ့ comfort လည်းဖြစ်တယ် 6.6 inches LTPO OLED display 120Hz refresh rate နဲ့2800 nits peak brightness EMUI 50ကိုအခြေခံထားတဲ့ Harmony OS 5.1 version နဲ့လာတယ် RAM အနေနဲ့ကကြတော့ 12GB 256GB ကိုမှ dual SIM သုံးလို့ရတယ်fingerprint အနေနဲ့ကအရင် inter display fingerprint ဖြစ်ခဲ့ပေမဲ့ဒီတစ်ခေါက်မှာကျတော့ side mounted fingerprint ဖြစ်သွားရဲပေါ့နော်ဒါဘာဖြစ်လို့လဲဆိုတာတော့မေးကိုထုတ်ဆရာတွေတော့ရှိတယ်ဘက်ထရီပိုင်းအနေနဲ့ကတော့9180 mAh ကိုမှ66 watt charger နဲ့ R2 adapter ပါတယ်ဒီ adapter မှာဆိုလို့ရှိရင် type C to type C အပြင်ကိုမှ USB အတွက်ကိုပါထည့်ပေးထားတယ်ဗီဒီယိုတွေကိုကြည့်ရတာဆိုလို့ရှိရင်ရုပ်ထွက်ပိုင်းက sharp ဖြစ်ပြီးတော့ panel တွေကအစားတသက်ရလေးဖြစ်တဲ့အတွက်ကြောင့်ကြည့်ရတာကောင်းတယ်ပေါ့နော် game တွေစောကြည့်ရတဲ့အခါမှာ mobile legend တို့ PUBG တို့ game မျိုးတွေကို headset တင်ထားပြီးတော့ဆော့လို့ရရဲဆိုပေမဲ့ဖုန်းကတစ်ခါတလေ hit တက်တာမျိုးတွေတော့တွေ့ရရဲပေါ့အရင်ပူလာတာမျိုးမဟုတ်ဘဲနဲ့နည်းနည်းနှွေးတိတ်တိတ်အနေထားမျိုးလေးပေါ့ OIS စနစ်ပါတယ် main camera 50 megapixel 5x optical zoom ရော OIS စနစ်ကောပါတယ်12 megapixel periscope telephoto lens ultra wide က30 megapixel selfie ကတော့30 megapixel တပ်ပုံတွေရိုက်ကြည့်တဲ့အခါမှာ natural sandal ဆိုတဲ့ဘက်ကိုသွားတယ်ကိုအပြင်မှာမြင်ရတဲ့ပုံရိပ်နဲ့ဖုန်းနဲ့ရိုက်ထားတဲ့ပုံရိပ်တွေကအရင်ကွာဟနေတာမျိုးတွေမရှိဘဲနဲ့နည်းနည်းခက်စစ်စင်တူတယ်ပေါ့နော်ဒါပေမဲ့1တုံးဘက်ကိုတော့နည်းနည်းတော့သွားတယ် 5x zoom နဲ့ဆွဲကြည့်မယ်ဆိုရင် pixel တွေကဖွာသွားတာမျိုးမရှိဘဲနဲ့ detail ကျနေတာမျိုးကိုတွေ့ရတယ်ဒါပေမဲ့ digital zoom နဲ့ 50x လောက်ထိဆွဲထားမယ်ဆိုရင်တော့ကြည်တောက်ရှေ့ result မျိုးကိုတော့ရမှာတော့မဟုတ်ဘူးဒီဈေးတန်းဝန်းကျင်နဲ့ဒီလိုမျိုးတွေသုံးလို့ရတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒါကြီးကိုတော့အပြစ်လို့တော့ပြောလို့မရဘူးပေါ့နော် ultra wide နဲ့ရိုက်ကြည့်တဲ့နေရာမှာ main camera နဲ့တိတ်မကွာဘူး exposure ကိုလည်းကောင်းကောင်းလေးကိုထိန်းထားပြီးရယ် selfie camera ဘိုင်းမှာဆိုလို့ရှိရင်ထူးထူးခြားခြားပြောကြရတော့မရှိပေမဲ့ဒီဒေးကြပြီးတော့မျက်နှာပေါ်ကချွေးပေါက်တွေကအစားသေးသေးချာချာမြင်ရတယ်ဗီဒီယိုရိုက်ကြည့်တဲ့အခါမှာဒီဈေးတန်းဝန်းကျင်နဲ့တခြားဖုန်းတွေထက်ကိုပိုပြီး stable ဖြစ်နေတာကိုတွေ့ရတယ်။ wide နောက်ထပ်သဘောကျတဲ့ feature လေးကကြတော့သူ့မှာက air gadget function လေးပါတယ်ဒီ function ကကြတော့အလုပ်တွေလုပ်ရင်းနဲ့ဖုန်းသုံးတတ်တဲ့သူတွေFacebook TikTok တွေကိုကြည့်တဲ့နေရာမှာလေပေါ်ကနေပဲလက်ကလေးပြပြီးတော့ phone screen ကို scroll လုပ်ပြီးကြည့်လို့ရတယ်။နောက်ပြီးတော့ screenshot ကိုလည်းအလွယ်တကူလက်ကလေးပြပြီးရိုက်လို့ရတယ်ပေါ့နော်။ဒီ function တွေကအရင်လည်းအသုံးဝင်တယ်လို့မျိုးသဘောအရင်ကြောက်ဖို့ကောင်းတဲ့အချက်တွေလည်းဖြစ်တယ်။ Huawei user တွေအနေနဲ့အကောင့်ကတ်ရဆုံးဖြစ်တဲ့ Google သုံးဖို့အတွက်ကိုကြတော့သူ့မှာပေးနေပါလာတဲ့ App Gallery ကနေတဆင့် Gbox ဆိုတဲ့ application ထောင်းပြီးတော့ Play Store သုံးလို့ရတယ်။အခြား application တွေကိုလည်း Play Store ကနေမဟုတ်ဘဲနဲ့ App Gallery ကနေပါထောင်းပြီးသုံးလို့ရနေပြီဆိုတော့ Google service တော်တော်များများကို Huawei မှာကောင်းကောင်းလေးသုံးလို့ရနေပြီလို့တော့ပြောလို့ရတယ်။ Wine အနေနဲ့ Huawei ရဲ့ Pure 80 ဖုန်းအကြောင်းကိုအချင်းချုပ်ပြောရမယ်ဆိုရင် design color အနေထားရကလည်းအပြစ်ပြောစရာမရှိဘူး luxury sandal ဆိုတဲ့အလှတရားနဲ့ performance ဘိုင်းရကြည့်မယ်ဆိုလို့ရှိရင်လည်းကင်မရာတစ်ခုတည်းကိုပဲကောင်းလာတာမျိုးမဟုတ်ပဲနဲ့အခြားဒီဈေးတန်းဝန်းကျင်ကဖုန်းတွေနဲ့ရှင်းလာမယ်ဆိုရင်တော့မှတော်တော်လေးမိုက်တဲ့ဖုန်းလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်ပါမယ်နော်နောက်ထပ်ဗီဒီယိုတွေမှာဝိုင်းနဲ့တူတူပြန်တွေ့ကြမယ် bye bye